bio abo pai the le go ma phanda au shin ma hoka de go ta ka lau pali ku wai shin go ma pyo lo me ဆရာကြီးမျိုးမနေရတဲ့မောင်းအကြီးချင်းတစ်ချက်မှာတချင်းစာသားတွေကမြန်မာစကားလုံးလေးတွေအကြောင်းကိုမပြောခင်မှာဒီတချင်းစာသားမှာမှားရတာလေးကိုအရင်ပြောချင်ပါတယ်ခိရိယာဓမ္မချိုပြန်ဆိုထားတာကိုနားထောင်ကြည့်စေချင်ပါတယ်ခိရိယာဓမ္မချိုကအတန်ကောင်းပါတယ်အတန်ကပြီလဲပြီကြည်လဲကြည်ပါတယ်လေပါဒီမမရဲ့အတန်ကတော့အခုခေတ်နားနဲ့နားထောင်လို့ရှိရင်ရှေ့တော့ကဆိုတဲ့တချင်းအာရိုက်တန်မေးရိုက်တန်တွေမို့လို့အခုခေတ်လူတွေရဲ့နားထဲမှာနည်းနည်းနားမထောင်တတ်တာမျိုးရှိချင်ရှိပါလိမ့်မယ်ခိတရတမချိုရဲ့အတန်ကအခုခေတ်နားနဲ့ပို့ပြီးတော့စီဒီယိုလိမ့်မယ်ထင်ပါတယ်ဒါပေမဲ့အရင်ခေတ်တုန်းကအတန်တွက်တွေကိုအခုခေတ်လူတွေကတခါတလေနားထဲမှာနည်းနည်းစိမ့်တဲ့အတွက်ကြောင့်အမှားပါတာမျိုးဖြစ်တတ်ပါတယ်အခုခိတရတမချိုပြန်ဆိုထားတဲ့အထက်မှာအဲ့ဒါလိုအမှားမျိုးကိုတွေ့ရပါတယ်တချင်းပထမဆုံးအပိုက်မှာကိုပဲအမှားပါတာပါဘယ်နေရာမှာဘယ်လိုမှားသွားတယ်ဆိုတာကိုသိရအောင်လို့ပြည်သက်များနည်းနည်းလေးနားထောင်ကြည့်ပါကျွန်တော်ခိတရဓမ္မချိုဆိုထားတာကိုဖွင့်ပြပါမယ်တိမ်တိမ်ဘလောက်ပင်တိမ်တိမ်မိမကြိတ်ရင်ပြီးရသဘောပိုက်ချင်လေကိုမဖမ်းတတ်အောင်ရှင်မဟုတ်ကတေးကိုတတ်တလောက်ပလီချင်းသူရဲ့ချင်းကိုလေကိုမဖမ်းတတ်အောင်ပဲမဟုတ်ကတေးကိုတတ်တလောက်ပလီချင်းလို့ဆိုထားပါတယ်ဒီတော့ဗျာမဟုတ်ကတေးဆိုတာဘာကုန်များပြောတာပါလေမဟုတ်မဟုတ်တဲ့တေးဆိုတာများရှိသလားနည်းနည်းတော့လွဲနေပြီလို့များမထင်ကြဘူးလားဗျာကျွန်တော်ကတော့လွဲနေပြီလို့ထင်ပါတယ်အဲ့တော့ဒေါ်မြရဲ့ဆိုတာကိုပြန်ပြီးတော့တစ်ခါတော့နားထောင်ကြည့်ပါဘလောက်ပင်စိမ့်စိမ့်မိမကြရင်ပြီးရောသဘောပိုက်တယ်လေကိုမဖမ်းတာအောင်ရှင်မဟုတ်ကတဲ့ကိုတာကလောက်ပလီမဟုတ်ကတေးကိုဆိုတဲ့နေရာမှာဒေါ်မြရင်ကဘယ်လိုဆိုသွားပါလဲရှင်းတယ်နဲ့ဆိုထားတာဆိုတော့ဒီပေးတက်ကြီးများရဲ့နားထဲမှာလည်းမကွဲမပြားဖြစ်ချင်ဖြစ်ပါလိမ့်မယ်ဒါကိုခေတ်တန်နဲ့ဆိုထားတဲ့ဒေါ်မမအေးရဲ့အတန်ကိုဖွင့်ပြလိုက်ရင်တော့ပေးတက်များနားထဲမှာလုံးဝရှင်းသွားလိမ့်မယ်လို့ထင်ပါတယ်ဒေါ်မမအေးဆိုတာလေးကိုလည်းနားထောင်ကြည့်ပါဦးလေကိုမဖမ်းတတ်အောင်ရှင်မဟုတ်ကတွေကိုတတ်တလောက်ပလီချင်းမဟုတ်ကတွေကိုလို့ပြောတော်တာဖြစ်ကြောင်းရှင်းပြီမဟုတ်ဘူးလားခင်ဗျာမဟုတ်ကတွေကိုဆိုတာကစာသားအမှန်ပါပဲဒေါ်မြရဲ့လိုခေတ်တုန်းကလူကြီးတွေကမဟုတ်ကတွေကိုလို့အဲ့လိုမျိုးအတန်ထွက်လေမရှိပါဘူးမဟုတ်ကတွေကိုလို့ပဲအတန်ထွက်လေရှိပါတယ်ဒီနေ့အထိလဲအညာဘက်တို့တောဘက်တို့အဲ့ဒီဘက်တွေမှာမဟုတ်ကတွေကိုလို့ပဲအတန်ထွက်တာပါနောက်ပိုင်းမှာစာတက်တဲ့သူတွေစာဖတ်တဲ့သူတွေစာတိုင်းရွတ်ဆိုတဲ့သူတွေကသာစလုံးပေါင်းပြီးတော့ကြတော့မဟုတ်ကတွေကိုလို့တိတိကျကျဆိုလာတတ်ကြတာဖြစ်ပါတယ်ခိတရတမချိုကတော့ဒေါ်မြရဲ့အတန်ကိုနားထောင်ပြီးတော့နားလည်မှုလွဲသွားတာမျိုးဖြစ်ပါလိမ့်မယ်ကဲအခုတော့ဒီအချင်းလေးကိုအစာပိုင်းကိုပြန်ပြီးတော့သွားကြပါလေအစာပိုင်းမှာတော့တိမ်တိမ်ဘလောက်ပင်တိမ်တိမ်မိမကြ
တိမ်တိမ်ဘလောက်ပင်တိမ်တိမ်မိမကြိုက်ရင်ပြီးရောမဟုတ်ကတွေကိုတက်တလောက်ပလီခြင်းလို့ဆိုထားပါတယ်တိမ်တိမ်ဆိုတာကဘလောက်ပဲတိမ်တိမ်ပါစေဘလောက်ပဲနှိမ့်ကြပါစေဘလောက်ပဲဂုံတရေကြဆင်းပါစေမိမကြိုက်ရင်ပြီးရောဆိုပြီးတော့ပလီတတ်တဲ့လူမျိုးကိုဆိုတာပါဘလောက်တောင်မှအောက်ကျရမိမအကြိုက်ကိုလိုက်ပြောတတ်တဲ့သူလို့ပြောချင်တာဖြစ်ပါတယ်မိမအကြိုက်ကိုဘလောက်တောင်မှလိုက်ပြီးတော့ဘလောက်တောင်မှပလီတဲ့ဆိုတာကိုဆရာကြီးဖွဲ့ဆိုထားပုံကတော်တော်လေးပြီးပြင်ပါတယ်တဆင့်တက်ပြီးတော့ကြတော့ဘလို့ပြီးပြင်လေးဖြစ်လာတယ်လဲဆိုတာကိုနားထောင်ကြည့်ရအောင်ပါကြည်လေးမမြရင်ကိုယ်သဘောတော့မပြောင်းလိုက်ချင်မင်းလုံးကြီးလေးအစင်အသွေးနဲ့ဖတ်ချင်းကြီးအောင်ရှက်အင်းကြီးတောင်းကိုယ်တိုင်ပြေးရွေးလို့စင်တူဝဲမလဲမယုံစရာပင်စေးစားတော့ပြူမယ်ရင်အလွန်ထွေနဲ့လူပင်သူသဘောထားဟုတ်လားဆိုနေမောင်ရှင်မိမအကြိုက်ကိုချော်ရလေးလုံးတရားပလီတဲ့အတက်မတော့သူပင်လေးပါတီမင်းကလွယ်ရင်သူ့ဘိုက်အုပ်ကိုရက်တဲ့ဘဝတွင်ရောက်ခမတောင်းသူ့ဖို့မမွေးသေးပါဘူးလို့ပြောတယ်လူရှင်မောင်အရေးအချင်းအတိအလင်းသိပြီရှင်ကြည်လေးမမြရင်တဲ့ကြည်လေးမမြရင်ဆိုရက်စာမစံတဲ့စကားအပြစ်မှာအရက်ပြောလို့ရှိတဲ့အရက်သုံးစကားလေးကိုတချင်းနဲ့မှဒီတိုင်းစီလအောင်ထည့်ထားပုံလေးကတော်တော်လှပါတယ်ဗျာမင်းလုံကြီးလေးရဲ့အစင်သွင်းတဲ့ဟတ်ချင်းညီအောင်ရှက်အင်းညီတောင်းလို့ကိုယ်တိုင်ပြေးပြီးတော့ရွေးလို့စင်သူဝယ်လိုက်အောင်မယ်လို့ဆိုထားပါတယ်ဟတ်ချင်းညီအောင်ဆိုတဲ့အတုံးလေးကဘယ်တော့မှကြစ်လက်လိုက်ပါလဲရှက်အင်းညီနဲ့လဲနေပေချင်းထပ်မိပါတယ်ဟတ်ချင်းညီဆိုတာကတကယ်တော့အဆက်အဟတ်ညီတာကိုအဆက်အချင်းညီတာကိုလိုက်ဖက်တာကိုပြောတာပါမင်းတမိန်နဲ့လိုက်မဲ့အင်ကြီးကိုစင်တူရွေးပြီးတော့ကြတော့ဝယ်ဝက်မယ်လို့အကြိုက်ကိုလိုက်ပြီးတော့ပြောတာပါအဲ့ဒါလို့ပြောတော့မှမကပါဘူးမင်းကလွယ်လို့ရှိရင်ငါကြက်ရမဲ့သူကမွေးတောင်မမွေးသေးပါဘူးလို့ပြောတာကအရက်ထက်မှပြောနေကြစကားပါအဲ့ဒီစကားကို तू ကနင်းနေတောင်မှပို့လိုက်ပါသေးတယ်အထွတ်တက်လိုက်ပါသေးတယ်ဘလို့များအထွတ်တက်တယ်လဲဆိုတော့ကြတော့ကိုကြက်ရမဲ့သူကိုမမွေးသေးတာလည်းတော့မဟုတ်ဘူးအဲ့ဒီကြက်ရမဲ့သူရဲ့အမေဖြစ်တဲ့ရောက်ခမတောင်မှမမွေးသေးပါဘူးလို့ပို့ကြွပြောထားပါတယ်ဒီနေရာမှာစွန့်စားစရာစကားလေးတစ်လုံးရှိတယ်ဗျအခုကျွန်တော်တွေ့ဘူးသမျှနားထောင်ဘူးသမျှတချင်းတွေထဲမှာဒေါ်မြရင်ကအစားဒေါ်မမအေးခစ်တရားဓမ္မချိုသူတို့အားလုံးကမောက်အကြီးအချင်းအတီလင်းသိပြီရှင်လို့ဆိုထားကြပါတယ်ဒါပေမဲ့ဆရာမကြီးလူထုတော်မှာရဲ့ပြည်သူချစ်သောအမှုပညာသည်များစာအုပ်ထဲမှာတော့မောက်အကြီးအချင်းထင်လင်းသိပြီရှင်လို့သုံးချိန်တိတိရေးထားတာကိုတွေ့ရပါတယ်ဘယ်ဟာကအမှန်လဲဆိုတာဆုံးဖြတ်ရတာတော်တော်ခက်ပါတယ်အတီလင်းဆိုလို့ရှိရင်တော့တိတိပပပွင့်ပွင့်လင်းလင်းသိရပြီဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ဘွားဘွားကြီးပေါ်လာပြီဆိုတဲ့သဘောမျိုးပေါ့ဗျာလူထုတော်မှာပြောသလိုထင်လင်းတော့မဟုတ်အထင်လင်းဆိုလို့ရှိရင်ထင်ထင်ရှားရှားရှင်းရှင်းလင်းလင်းသိရပြီလို့ဆိုတဲ့အဓိပ္ပာယ်ထွက်မှာပါနှမျိုးစလုံးကလက်ခံလို့ရတဲ့အဓိပ္ပာယ်ကြီးပဲဖြစ်နေပါတယ်တောင်းလေးတော်အမြင့်ဆောင်တောင်းမြင့်မို့ချိုးချေသကြားလုံးလို့သူထင်တယ်လို့ရှင်ပင်လေဝေးအန်ဝါရေကျဲပြေရှာလာရင်လို့သူစိတ်တွေသဘောထားခြင်းမင်းလို့ခြင်းရင်သူဝန်ကျဲကိုလောင်လေးနဲ့ပြပေးမဲ့တဲ့ပြူမဲ့ရင်မောင်အရေးအချင်းအတိလေးမိပြီရှင်တဖြည်းဖြည်းနဲ့ဆရာငင်းရဲ့အာဝဇန်းတွေပေါ်လာပါပြီတွက်လာပါပြီရွှင်လာပါပြီအရှုံးလေးတွေကိုလည်းတဖြည်းဖြည်းနဲ့ထည့်လာပါပြီယူဇနာပေါင်း84,000ရှိတဲ့မြင့်မို့တောင်ကြီးကိုတောင်မှချိုချင်လောက်ပဲထင်ပါလေတဲ့ချိုချင်လောက်တကြားလုံးလောက်အဲ့ဒါလောက်ပဲထင်ပါလေတဲ့
ပင်လယ်ရေကိုတော့ရှာလဘတ်ရေလောက်ပဲထင်တယ်လို့ပြောပါတယ်ရှာလဘတ်ရေဆိုတာကအခုဒီနေ့ခေတ်လူတွေကတော့အချို့မသိတဲ့လူတွေရှိပါလိမ့်မယ်ဘာလို့လဲဆိုတော့နောက်ပိုင်းမှာအချွေမျိုးစုံပေါ်လာတဲ့နောက်ပိုင်းမှာရှာလဘတ်ရေကတုံးတော့ဖြစ်သွားပါပြီအလွန်အတွေ့နည်းသွားပါပြီအရင်ကတော့တော်တော်အသုံးများတဲ့အချွေတစ်မျိုးဖြော်ရည်တစ်မျိုးပါဆရာကြီးရဲ့အာဝဇန်ဆရာကြီးရဲ့ဟာတာပြည့်ဝကိုတော့နောက်ထပ်တစ်ပိုင်းမှာပို့ပြီးတော့တွေ့ရပါလိမ့်မယ် ဘာကပဲစီခြင်းနောက်ဆုံးမောကတလောက်ထဲတွင်ကြည့်ထားလိုက်ကြုံမေရင်အရလန်ထိမပေါက်ခင်လူရမြန်ရောက်ချင်းကြုံကြောပေါ်မင်းတော်တိုင်းစီနိုင်တယ်ရင်တနေ့ရင်ကိုကချိုးရင်အကျိုးချနဲ့နှောင်းများကိုပင်ကြီးစီမရှိပါဘူးစင်အောင်ပွတ်တဲ့ရွက်နှစ်ဖက်ကိုစတီးရရင်မိမအကြိုက်ကိုချိုးရလေးတရပလီတဲ့တက်မတော်သူပင် ဘာကားပဲစီးကျင်နောက်ဆုံးပေါ်ကတ်လောက်ထဲမှာကြည့်ထားလိုက်ပါတဲ့အဲ့ဒီကတ်လောက်ထဲမှာပါတဲ့ကားတွေကိုအခုဝယ်ပေးမလို့လားဆိုတော့လေမဟုတ်ပါဘူးတဲ့အိုင်ယာလန်တီပေါက်တော့မှဝယ်ပေးမှာပါတဲ့အိုင်ယာလန်တီမပေါက်သေးခင်မှာတော့ကြုတ်ကြောပေါ်ကိုမော်တော်ကားလုပ်ပြီးတော့တက်စီးမယ်ဆိုလို့ရှိရင်လူရရအောင်လိုက်ပို့ပေးမယ်လို့ဆိုပါတယ်ကြီးမရှိအောင်စင်ကြယ်အောင်ပုတ်ထားတဲ့နေရွက်နှစ်ဖက်ကိုလည်းစတီယာရင်လုပ်ပြီးကြတော့မောင်းနိုင်ပါတယ်လို့တောင်မှဆိုလိုက်ပါလေခင်ဗျာ